ကျမတို့ဘဝမှာဖခင်ကစိုးစံဖို့ရန်အတွက်သင်ကြားပေးခိုင်းနေသူတွေရှိတယ်။သင်မဲ့သင်လို့မရအောင်။သင်နေဆိုတာကသင်ပေးတဲ့သူရှိဖို့လိုတယ်။အဲ့တော့ဒီမှာဟေဂဲကဘယင်အသုံးပြုတဲ့သူဖြစ်တယ်။ဒီဖခင်သခင်ကလည်း mentor တွေ spiritual father တွေ spiritual mother တွေကိုအသုံးပြုပြီးတော့သင်ကိုဘလို့စိုးစံတဲ့လူတစ်ယောက်ဖြစ်လာစေမလဲဆိုတာ training ပေးမှာဖြစ်တယ်။ဒါကြောင့်မို့သင်ဘဝမှာခေါင်းဆောင်ရှိဖို့အရင်အရေးကြီး။သင်ဘဝမှာ mentor ရှိဖို့အရင်အရေးကြီး။ mentor မရှိတဲ့လူတွေကစိုးစံတဲ့သူတွေရောက်တော့ဖြစ်လာနိုင်မယ်လို့ကျွန်မမထင်။ဒါကြောင့်မို့ဆိုဒီကျမ်းစာမှာဟေဂဲကအရင်အရေးကြီးတဲ့နေရာမှာပါတယ်။ဟေဂဲရဲ့ recommendation ကအရင်အရေးကြီးတယ်။နန်းတော်ထဲမှာအမြင့်ဆုံးနေရာကိုရတယ်ဆိုတော့ဘာကိုပြောရလဲသိလား။သူများနဲ့မတူတဲ့ private class တွေလာတာဖြစ်တယ်။သူများမသိတဲ့ secret တွေကိုသိခွင့်ရတဲ့နေရာဖြစ်တယ်။နန်းတော်ထဲမှာအမြင့်ဆုံးနေရာရတယ်ဆိုတာပြောရမယ်ဆိုလို့ရှိရင် VIP ကအဲ့ဒီနေရာကိုရတာဖြစ်တယ်။ဒါပေမဲ့အဲ့ဒီလိုမျိုးနေရာကိုတွားဖို့ဆိုတာကဟေဂဲရဲ့စိတ်နဲ့တွေ့မှရမယ်။ဟေဂဲရဲ့စိတ်နဲ့တွေ့ဖို့ဆိုတာကသင်ယူခြင်းစိတ်ရှိမှရမယ်။ဟေဂဲဘာဖြစ်လို့အေးတထာအပေါ်မှာဒီလိုမျိုးစိတ်နှလုံးနော်စိတ်နဲ့တွေ့ရတာလဲ။ဘာကြောင့်မို့လို့သူ့ကိုသဘောကျရတာလဲအေးတထာသူများနဲ့မတူလို့ဖြစ်တယ်။အေးတထာရဲ့ဘဝကိုကျွန်မကြည့်ရဲ့အခါမှာအေးတထာကနားခံတတ်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်တယ်။အေးတထာကသင်ယူခြင်းစိတ်ရှိတဲ့အမျိုးသမီးတစ်ယောက်ဖြစ်တယ်။ဟေဂဲပြောတဲ့အရာအလုံးနားထောင်တယ်။မော်ဒဂဲပြောတဲ့အရာအလုံးနားထောင်တယ်။အချို့လူတွေကသင်ပေးပါလို့သာပြောတာပြီးပြောရင်လည်းလောက်တာမဟုတ်။ပြောရင်လည်းမကြိုက်ပြန်။နင်ဒီလိုကြီးမဝစ်နဲ့အစင်မပြေဘူးပြောရင်ငါဝစ်ချင်တာဝစ်မှာပေါ့။ငါခန္ဓာကိုယ်မှာငါဝစ်တာသူ့စီမှာတော့ဝစ်ထားတာများမှတ်နေလား။မအပြင်မှာတော့မပြောစိတ်ထဲမှာကြိတ်ပြီးပြောတာ။ဆင်မဘလို့သိရသူကြိတ်ပြီးတော့ပြောတာသိတာပေါ့ prophet ဖြစ်စရာမလိုဘူးအဲ့လိုသိဖို့ရန်အတွက် तू မပြောင်းလဲတာကိုကြည့်ရင်သိတယ်လေဒီတိုင်းမဲ့ तू ဝင်နေသေးပဲဟဲ့လားဒီတိုင်းမဲ့လုံနေသေးပဲဆိုရင်တော့သင်ယူတဲ့လူတယောက်မဟုတ်ဘူးဖြစ်တယ်